ဘာဆေးလေးလဲပြောပြပေးပါတဲ့ဟုတ်ကဲ့ဒီဆေးလေးပါရှင်ဒီဆေးလေးကတော့ရွှေရုပ်တွင်ပေါ့နော်အာယုံကြောအားကောင်းစေတဲ့အစီကျဝမ်းမှန်ဆေးပြားလေးပဲဖြစ်ပါတယ်ရှင်ဒီဆေးလေးဟာဆိုရင်အာယုံကြောနဲ့ပတ်သက်တဲ့ဝေဒနာတော်တော်များများကိုသက်သာစေတယ်ပေါ့နော်ဒါကျမကိုယ်တိုင်လက်တွေးတောက်ပြီးမှဒါသုံးမှုမြောက်ပြီပေါ့နော်တပူးကုံနာနဲ့ကိုကတိတိတတ်တာဒီအာယုံကြောနဲ့ပတ်သက်တဲ့ခေါင်းအုံနာခေါင်းနောက်တာခေါင်းကိုက်တာခေါင်းမကြည်တာမျိုးနားထဲကလေထွက်တာမျိုးမျက်စိပါဝါအရန်များတာမျိုးတွေပေါ့နော်အဲ့လိုမျိုးရှိတဲ့လူတွေဆိုလို့ရှင်ဒါတောက်ပေးလို့ရပါတယ်ရှင်သူကကြတော့လေလိုမျိုးတချို့ကကြတော့ဒီလိုမျိုးဝမ်းမှန်ဆေးပြားလို့ပြောလို့ရှင်ဝမ်းအရန်ကြီးသွားတာမျိုးလို့ထင်ကြတယ်ပေါ့နော်အများနဲ့ကျမတို့လာမိကြတယ်ဒီဆေးလေးကိုတောက်ပြီးလို့ရှင်နဲ့ဝမ်းနေအရန်သွားလာတဲ့ဝမ်းအရန်ခဏဝမ်းသွားနေရတာမျိုးတွေရောရှိလားပေါ့နော်အဲ့လိုမျိုးလာမိတယ်လုံးဝမရှိဘူးပေါ့နော်တကယ်အာမခံပြီးမှရောင်းပေးတာပါဘာလို့လဲဆိုကိုယ်တိုင်တောက်တဲ့ဆေးမလို့ကိုဒီလောက်အာမခံပြီးရောင်းပေးနိုင်တာပေါ့နော်သူကအာယုံကြောသမားဆိုလို့ရှင်တော့ည9ပြားပေါ့နော်ညအိယာမဝင်ခင်9ပြားရေမများလေးနဲ့တောက်ပေးမယ်ဆိုလို့ရှင်ရင်အာယုံကြောဝေဒနာတွေကိုတစ်ဖြစ်ချင်းတက်တာလာမှာဖြစ်တယ်ပေါ့နော်သူကမနဲ့အိယာထားပြီးဆိုတာနဲ့ဝမ်းပျော့လေးနဲ့ပုံမှန်လေးပဲသွားပါတယ်ဝမ်းအရန်ရှောတာမျိုးလည်းမဖြစ်ပါဘူးเนาะပြီးရင်ခဏဝမ်းသွားနေတာမျိုးလည်းမဖြစ်ပါဘူးရှင်သူကကြတော့ဒါတပူးကို1200ပေါ့နော်